ချက်ပေါင်သားလေးကိုခရုစီနဲ့ပဲငံပြားရေးသစွန်းထည့်ထားပါတယ်နေမဲ့သားနားလေးလည်းပဲပါမျိုးကောင်းမှုလေးအဖြူလေးကိုများများလေးဖြူပါမယ်ကျွန်တော်စီးယူရှိတော့တရားနေရာမှာစေတရား equal ရှုကအထုပ်တစ်ဝက်ထည့်မယ်နေမယ်နောက်ပြီးတော့ dark soy sauce လေးသစွန်းထည့်ပါမယ်ဒီဘက်မှာကျွန်တော်တို့စီချက်တံပြူစီချက်ကိုဒီလိုအယောင်ရအောင်ဒီစီနဲ့ကြော်ထားပြီးတော့မှဆယ်ထားတာဖြစ်ပါတယ်။ဒါရပြီဒီလည်းထည့်မယ်။ဒါလေးကြော်မယ်နော်။အဲ့စီချက်စီလေးနဲ့ပဲကြော်တာပါနော်။စီချက်စီလေးနဲ့ပဲကြော်ပြီးတော့မှဟုတ်ကဲ့တော့အတုံးလေးလှုပ်ထားတော့အထက်ကကျအောင်နည်းနည်းလေးတော့စောင့်မယ်နော်ဒီကြီးပဲငံပြားကြီး dark soy sauce ကိုတော့ထည့်ခြင်းနဲ့ဆိုရင်ချက်သားမုတ်တို့အချိုမုတ်တို့ထည့်လို့ရပါတယ်နော်ကျွန်တော်တော့မထည့်ထားပါဘူးရပါတယ်ဒါဒါနဲ့ဆယ်စီမပေါအောင်ဆယ်တယ်နော်စီစစ်စကားနဲ့စစ်ပါမယ်ပြီးတော့ခုနချက်သွန်ကြော်လေးတွေအပေါ်ဖြူပေးလိုက်ပါမယ်နော်အကုန်ဖြူလိုက်မယ်နော်အဲ့ဒါဆိုရင်စားလို့ကောင်းတဲ့ဟင်းလျာလေးတစ်ခုရပါပြီဒီရတို့အရဲတို့နဲ့မြည်ရင်လည်းအလွန်ကောင်းပါတယ် chef ဆိုပါ thank you ပါ